ကိုအိမ်မှာမီးနော်ခက်စစ်သမင်းချရင်ဖြစ်နော်အိမ်မှာတခုခုဖြစ်လို့အလွယ်တကူနဲ့ဒီခလုတ်တစ်ခုကိုကျွန်တော်တို့တက်လို့ရအောင်ဘယ်လိုလုပ်မလဲဆိုကိုအိမ်မီးဖို့ချောင်းဖြစ်နော်တချို့အိမ်မှာကြတော့ဒီလိုမျိုးကြိုးက3ချောင်းလာတတ်တယ်အနီးအမေဒီမှာကြတော့အစိမ်းပေါ့နော်ဒီလိုမျိုးလာတတ်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုတက်မလဲဆိုတော့ဒါလွယ်လွယ်လေးပါနော်ဒီဟာကိုယ့်အိမ်မှာရှင်ဒက်စတာလေးနဲ့ဆမ်းမယ်ဒီမှာမီးမလာတဲ့အတွက်နော်ဒီအနီရောင်ကိုဖြစ်အမဲဖြစ်ဒက်စတာနဲ့မီးထောက်လိုက်မီးရှိတဲ့ဘက်ကိုဒီခလုတ်ရဲ့အနီဘက်ကိုထည့်ပြန်နော်ဒီမှာအနီထည့်မယ်ဒီတော့မီးမရှိတဲ့ဘက်နော်ဒီနှစ်ချောင်းမီးရှိမှာမဟုတ်ဘူးနော်တချို့အိမ်မှာနျူထရယ်မတက်ဘူးဆိုရင်ဒီဟာလေးလည်းအမဲရောင်ကျလည်းမီးလာတက်တာဖြစ်တယ်အဲဒါကြောင့်တတိထားပြီးတော့ကန်ရမယ်ဒီ N ကကျွန်တော်တို့နျူထရယ်ကခလုတ်ရဲ့နားမှာဒီနားလေးမှာ N ဆိုတဲ့နေရာမှာဒီဟာလေးကိုထည့်မယ်နော်ထည့်လိုက်ပြီပြီးတော့တချို့ကြတော့ဒီအစိမ်းကျူကဘာအတွက်သုံးတာလဲဒီဟာကဘာလဲဆိုပြီးတော့မီးတဲ့သူတွေရှိတယ်เนาะဒီဟာလေးကကျွန်တော်တို့เนาะground ကျူမှာဒီဟာအများအားသုံးလေးရှိတယ်ဒါပေမဲ့ဒီဟာကneutral မတတ်တာတို့เนาะကိုယ်အိမ်မှာသမင်းချက်ရင်နဲ့မီးပေါင်းဦးတက်လိုက်တာတို့ဒဲနီတက်လိုက်တာတို့ဆိုရင်ဒီကျူးနဲ့ကျွန်တော်တို့ထည့်ပြီးတော့ဒီရဲ့အကျူဟိုးအထိတ်မှာမီ ground ကျူးနော်အဲ့လိုဆိုင်မှာပဲမီကျူးကိုဒီဟာချပြမှာပဲကိုယ်အိမ်မှာပေါင်းဒဲနီထဲမှာဒဲနီကင်တက်လိုက်တယ်ပြီးတော့ပေါင်းဦးကင်တက်လိုက်တယ်ဆိုရင်ကိုယ်အိမ်မှာဒီဟာလေးကိုထည့်ပြန်ဒီဟာမထည့်ဘူးဆိုရင်တချို့အိမ်မှာရှိမှာမဟုတ်ဘူးနော်တချို့အိမ်မှာရှိတဲ့သူတွေရှိမယ်ဒီဟာလေးထည့်ရတော့ပို့ပြီးတော့ကိုယ်အတွက်နော်လုံချုံစီရနော်ဒီဟာဆိုတောင်နဲ့ဒီဟာဒီကျိုးပါပြီးတော့ဟိုဘက်မှာရိုက်ထားတယ်ဆိုရင်တောင်နဲ့ကိုယ်အိမ်မှာတက်မလိုက်ဘူးနော်အဲ့ဒါလေးလွယ်လွယ်လေးပါနော်ဒီဟာကိုတီချာစမ်းကြည့်ပြီးမှခက်စစ်ဖြစ်တဲ့အတွက်နော်ကျွန်တော်တို့တတိထားပြီးတော့ကန်ရမယ်ဒက်စတာရှိမယ်နော်ဒီမှာပလိုင်ရဒီဟာလေးနဲ့နော်ကျွန်တော်တို့အဓိကအသေးချာကန်တွေ့ပြီးတော့ကိုယ်အိမ်မှာတခုခုပြတ်သွားလို့မင်းစရာခေါက်ခက်နေတဲ့သူတွေအတွက်ဒီဟာလေးကိုကြည့်ပြီးတော့လိုက်လို့ရပါတယ်လွယ်လွယ်လေးပါနော်ကျေးဇူးတင်ပါတယ်